ကျွန်တော်တို့အခုဒီ lab မှာဆိုရင် network မှာအဓိကအခြေခံကြတာတွေတစ်ခုဖြစ်တဲ့ network switch ပေါ့နော် network switch ဘယ်လိုလုပ်လို့လဲဆိုတာကိုတစ်ချက်ကြည့်ကြည့်အောင်ပါဒီ Cisco Packet Tracer နဲ့အဲ့တော့ဒီမှာ network မှာတွေ့ရတဲ့အတိုင်း PC 3လုံးရှိမယ်switch တစ်လုံးရှိမယ်အဲ့တော့ဒီ PC တွေက 192.168.1.1 ဒါဆို 1.2 ဒီမှာဆိုရင်ကျွန်တော်တို့1.3 သူတို့ရဲ့ MAC address တွေက 00A နော် 5873 5B73 နဲ့ဆုံးတယ် PC2 ဆိုရင် A210 နဲ့ဆုံးတယ်BE68 နဲ့ဆုံးတယ်အဲ့လိုပဲဒီ switch ထဲမှာကျွန်တော်တို့ switch မှာအဓိက component ကဘာလဲဆိုတော့ MAC address တွေပဲပေါ့နော်အဲ့တော့ show IP interface brief လောလောဆယ် switch 3ခုက port 3ခုကကျွန်တော်တို့ app ဖြစ်နေတယ်အဲ့တော့ MAC address table ကိုကြည့်ကြည့်အောင် show MAC address table လောလောဆယ်မှာ port 1နဲ့ port 3နဲ့MAC address တွေကို switch က detect ဖြစ်လို့ပေါ့နော်တည်နေတယ်အဲ့တော့ port 1ကကျွန်တော်တို့ PC 0ရဲ့ MAC address အဲ့တော့ဒီမှာကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာအဲ့တော့ port 1ကကျွန်တော်တို့ PC 0ရဲ့ MAC address 5B73 နော် port 3ကကြတော့ဒီမှာကျွန်တော်တို့ PC 1ရဲ့ MAC address BE68လောလောဆယ်ကျွန်တော်တို့ဒီ MAC address ကိုအရင် clear လုပ်ကြည့်အောင်သူရဲ့ DNS ကိုလှမ်းပြီးတော့ query လုပ်နေတာဒီ name တွေကို show MAC address table အရင်ဆုံး clear လုပ်လိုက်မယ် MAC address table ကိုတော့ပြန်ပြီးတော့ကျွန်တော်တို့ကြည့်မယ်ဆိုရင်လောလောဆယ်ဒီ switch က MAC address တစ်ခုမှ LAN မလုပ်ထားသေးဘူးပေါ့အဲ့တော့အဲ့လိုအခြေအနေမျိုးမှာကျွန်တော်တို့ဒီမှာsimulation ဆိုတဲ့ mode ကို on လိုက်မယ်အဲ့တော့ဒီ simulation mode on ပြီးရင်ဒီပေါ်မှာဆိုရင်ကျွန်တော်တို့ packet တစ်ခုရွေးလို့ရတယ်ဒီမှာဒီကနေပြီးတော့ကျွန်တော်တို့ packet create လုပ်လိုက်မယ် packet ဒီ PC 0ကနေပြီးတော့ကျွန်တော်တို့ PC 1ကို data ပို့မယ်ဆိုပါတော့เนาะအဲ့တော့အဲ့ဒီမှာဆိုရင်အဲ့ပြီးဆိုရင်ကျွန်တော်တို့ဒီမှာ play เนาะ play လုပ်လို့ရမယ်အဲ့တော့ပို့လိုက်တဲ့ data ကကျွန်တော်တို့ switch စီရောက်သွားမယ်ဒီမှာတွေ့ရမယ်ဆိုရင် switch ကနေပြီးတော့ဒီ PC2 ရော PC1 ရောသူကပို့လိုက်တယ်တကယ်တမ်းပို့တာ switch PC0 ကနေပြီးတော့ PC1 ကိုပို့တာဒါပေမဲ့ switch က PC2 ကိုပါပို့တယ်เนาะအဲ့တော့အဲ့ဒီအချိန်လေးမှာဒီ switch ထဲမှာဘာတွေပြောင်းသွားမလဲကြည့်ရအောင် show MAC address table အဲ့ဆိုရင်ဒီ switch က port 1ရဲ့port 1နဲ့ဝင်လာတဲ့ MAC address ကို detect ဖြစ်သွားတယ်အဲ့တော့သဘောတရားက data တစ်ခုလာပြီဆိုရင်ဝင်လာတဲ့ port ဒီဝင်လာတဲ့ port ရှီကဒီ MAC address ကို switch က LAN လုပ်လိုက်တယ်အဲ့တော့ဒီမှာ 5B73 ဒါဆိုရင် PC0 ရဲ့ MAC address ပေါ့နော်ဒါပေမဲ့သူ့ရှီမှာကလောလောဆယ်မှာဒီတစ်ခုပဲရှိတယ်ကျန်တဲ့ port တွေကျန်တဲ့ MAC address တွေမရှိဘူးဥပမာဒီ PC2 နဲ့ PC1 အတွက် MAC address တွေမရှိဘူးအဲ့လိုမျိုးအခြေအနေမှာဆိုရင်ဘာလို့ခေါ်လဲဆိုတော့ unknown unicast လို့ခေါ်တယ် unknown unicast ဖြစ်ပြီးဆိုရင် switch ကbroadcast လုပ်တယ်ဝင်လာတဲ့ port ကနေလွဲပြီးတခြား port တွေအားလုံးကိုဒီ data ကိုပို့လိုက်တယ်ဘာဖြစ်လဲဆိုတော့ဘယ်သူလက်ခံမဲ့ဘယ်ကိုပို့ရမယ်ဆိုတာကိုသူ့ရှိမှာ data မရှိသေးတဲ့အတွက် MAC address တွေပဲမရှိသေးတဲ့အတွက်ပေါ့နော် Okay အဲ့ဆိုရင်ကျွန်တော်တို့ဒီမှာ simulation ကိုတစ်ချက်ပြန် run ကြည့်လိုက်မယ်ဆက်ပြီးတော့ continue လုပ်မယ်အဲ့တော့ပို့တဲ့အချိန်မှာခုနက PC2 ကသူ့ဟာမဟုတ်တဲ့အတွက်သူ့ရှီကိုဒီပို့တာမဟုတ်တဲ့အတွက်သူကဘာမှ reply မပြန်ဘူးဒါပေမဲ့ PC1 ကကြတော့သူ့ရှီကိုပို့တဲ့အတွက်သူက reply ပြန်တယ် Okay အဲ့ဆို reply ပြန်တဲ့ packet ကကျွန်တော်တို့ switch ရှီကိုရောက်သွားပြီပြီးတော့ switch ကနေပြီးတော့ကျွန်တော်တို့ PC 0ရှီကို forward လုပ်ပေးလိုက်တယ်အဲ့ဒီအခြေအနေမှာတစ်ချက်ကြည့်မယ်ဆိုရင် switch ရဲ့ table ထဲမှာပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ MAC address က port 3ရဲ့ MAC address ကိုလည်းကျွန်တော်တို့ဒီမှာswitch က landing လုပ်ပြီးသွားပြီ BE68 BE68 ဒါပေမဲ့သူကဒီပြန်ပို့တဲ့အချိန်မှာခုနကတွေ့သလိုပဲပြန်ပို့တဲ့အချိန်မှာswitch 2ကိုထပ်ပြီးတော့မပို့တော့ဘူးဥပမာ PC0 ကပို့တော့သူက PC2 ရော PC1 ကိုပို့တယ်
PC1 ကပြန် reply ပြန်တဲ့ဟာက PC2 ကိုမပို့တော့ဘူး PC0 ကိုပဲတန်းသွားတယ်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ MAC address table ထဲမှာကျွန်တော်တို့ကဒီမှာ switch က landing လုပ်ပြီးသွားပြီဒီ MAC address ဆိုရင်ဒီ port ကိုသွားပါဆိုတော့ information ကအမှရှိပြီးသားဖြစ်တယ်အဲ့အတွက်သူဒီ PC2 ကိုမပို့တော့ဘဲနဲ့ PC0 ကိုတန်းပြီးတော့ပို့တယ်အဲ့တော့ဒါကအရန်ကို basic ဖြစ်တဲ့အခြေခံကြားတဲ့သဘောတရားတစ်ခုဖြစ်တယ်အဲ့တော့ဒါက networking မှာမရှိမဖြစ်ပေါ့နော်အဲ့တော့ switch ကသူဝင်လာတဲ့ data ရဲ့ပေါ့နော်ဝင်လာတဲ့ port ရဲ့ဒီ MAC address ပေါ့နော်ဒီဝင်ဥမာခုနကပြောဆို PC0 ကဝင်လာတယ်ဒီ port 1ကဝင်လာတယ်ဆိုအဲ့မှာသူက MAC address ကိုစပြီးလေ့လာလိုက်တယ် LAN လုပ်လိုက်တယ် record လုပ်ထားတယ်ပြီးတော့သူ့မှာ timer ရှိတယ်အဲ့တော့ timer ကုန်သွားရင်ဒီ MAC address တွေကပြန်ပြီးတော့ပျောက်သွားမယ်ပေါ့နော်အဲ့တော့အဲ့ဒါကတော့သူ default ကတော့300 second ရှိတယ်ပြီးတော့နောက်တစ်ခုကကျတော့ destination ပို့မဲ့ဟာဘယ်သူ့ကိုဘယ်ပို့ရမလဲဆိုတဲ့ဟာသူ့ထက်မှာ MAC address ရှိမှသူကအဲ့ဒီ port ကိုတန်တန်မမပို့တယ်အဲ့လိုမဟုတ်ဘူးဆိုရင်သူက broadcast လုပ်တယ်ဝင်လာတဲ့ port ကနေလွဲပြီးတော့တခြား port တွေအားလုံးကို data ကိုforward လုပ်လိုက်တယ်ပေါ့နော်အဲ့ဒါကိုဘာလို့ခေါ်လဲဆိုတော့ဒီသူ့ထက်မှာ MAC address မရှိတဲ့ဟာကို unknown unicast လို့ခေါ်တယ်အဲ့ဒီ app ကိုအခြေအနေဆိုရင်သူက broadcast လုပ်တယ်အဲ့တော့ပြန်လာ return traffic ကကျတော့ခုနကတော့ငါဝင်လာတော့ကသူလေးလာထားတဲ့ LAN လောက်ထားတဲ့ MAC address ဖြစ်နေတဲ့အတွက်သူဒီport 1ကိုတောက်လျှောက်ပို့လိုက်တယ်အဲ့တော့ဒါကတော့ဒါ switch ဘယ်လိုလုပ်လို့လဲပေါ့နော်ဒါ exercise ဖြစ်တယ်ဒီ check ကအရန်လေးရေးကြည့်တယ်ပေါ့နော်ဒီ networking မှာ MAC address တွေ trace လိုက်တဲ့အခါဒီဟာကအရန်အရေးကြီးတယ်အဲ့တော့ဒါကအကျိုးရှိမယ်လို့ထင်တယ်ဒီလေ့ကျင့်ခန်းကကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်လေ့ကျင့်ခန်းတွေမှာပြန်ပြီးတော့တွေ့ပါမယ်